ဤတရီလာအမျိုးကိုကဲတင်ဖို့မာနော်ဟာရဲ့အမျိုးသမီးထံလက်ဆောင်အဖြစ်ရှုံဆန်းအမည်ရှိတဲ့အာကြီးရဲ့စစ်တပ်တအုပ်ကိုဆီလွတ်ခဲ့ပါတယ်။ရှုံဆောင်ကြီးပြင်းလာတဲ့အခါမှာဖျားသခင်ရဲ့ဝိညာဉ်တော်တန်ရှင်းသောဝိညာဉ်တော်ကသူ့ရဲ့စိတ်နှလုံးကိုပြင်းထန်စွာနှိုးဆော်လာပါတယ်။ဒါပေမဲ့ရှုံဆန်းကဂီးတောင်လိုမျိုးစစ်တိုက်ဖို့ကြီးမားတဲ့စစ်တပ်ကိုမဆူဆောင်းခဲ့ပါဘူး။အဲ့ဒီအစားအလွန်ထူးခြားပြီးလှိုးဝက်နီလန်းကိုအသုံးပြုခဲ့ပါတယ်။ဖိလိတိလူတို့နေထိုင်ရာတီမက်နဲ့ရွာကနေအမျိုးသမီးတဦးနဲ့လက်ထပ်မယ်လို့ကြေညာခဲ့ပါတယ်။သူ့ရဲ့မိဘတွေကတုံလုံးချောက်ချပြီးရန်သူလူမျိုးနဲ့လက်ထပ်ပြီးတင်းရဲ့လူမျိုးကိုဘာလို့ပြစ်ထားခဲ့မှလဲလို့မေးပါတယ်။ဖိလိတိလူတို့ကလည်းအိုးရှုံစုံကဒီဘက်မှာပါရမယ်လို့တွေးပြီးဘာကမှတန်တရားမရှိကြတော့ပါဘူး။ဒါပေမဲ့ဒါကဖိလိတိလူအားလုံးကိုသူကိုယ်တိုင်အနိုင်ရဖို့ရှုံစုံရဲ့ထက်မြက်တဲ့လှုပ်ဝက်အစီအစဉ်ပဲဖြစ်ပါတယ်။ဒီနေ့မှာရှုံဆန်ကသူနဲ့လက်ထပ်မဲ့အမျိုးသမီးကိုတွေ့ဆုံမှုတွားနေတော့မှချင်းတစ်တဲ့ခေါင်ရဲ့အော်ဟစ်တန်ကိုကြားလိုက်ရပါတယ်။ထိုအချိန်မှာဖယားသခင်ရဲ့ဝိညာဉ်တော်ကရှုံဆုံဟာကြီးမားတဲ့ခွန်အားကိုပေးဆောင်ခဲ့ပြီးရှုံဆုံကစာရွက်ကိုဆုပ်ပြတ်သလိုမျိုးလက်နဲ့တစ်ခုမှမပါပဲချင်းတစ်ကိုလက်ပလာနဲ့အနိုင်ယူခဲ့ပါတယ်။နောက်ဆက်တွဲဖြစ်ပျက်ခဲ့တာကပိုပြီးတော့အံ့ဩစရာကောင်းပါတယ်။ရဲအနှဲငယ်အကြမှာထိုလန်းတိုင်းပြန်လာတဲ့အခါမှာချင်းသေးသေးကောင်းပေါ်မှာပြားအောင်တစ်ခုရှိနေပြီးချိုးများတဲ့ပြားရည်နဲ့ပြည့်နှက်နေတာကိုသူတွေးလိုက်ရပါတယ်။ချုံဆုံကစားဖို့အတွက်အရသာရှိတဲ့ပြားရည်ကိုကောက်ယူပြီးသူ့မိဘများအတွက်ပါယူဆောင်ခဲ့ပါတယ်။နောက်ဆုံးမင်္ဂလာဆောင်တဲ့နေ့မှာဖိလိတိလူ30တို့ကိုလည်းပွဲကိုဖိတ်ခေါ်ခဲ့ပါတယ်။ရှုံဆုံကအဝတ်ကောင်း30ကိုလောင်းကစားလုပ်ပြီးချင်းသစ်နဲ့ပြားရည်ပုံမင်ကိုအသုံးပြုပြီးဗဟေတိတစ်ခုရေးသားခဲ့ပါတယ်။စားသောသူအထက်ကအစာသည်ထွက်လာ၏။အာကြီးသောအရာတွေကချိုမြင့်ခြင်းကိုရောက်၏။ထိုအရာကဘာဖြစ်မလဲ။ဖိလိတိလူတို့က9ရက်ပတ်လုံးအုံနောက်ကိုနီးမြပြင်ခက်ခက်ခဲစဉ်းစားပေမဲ့အဖြစ်မရှာနိုင်ပဲနောက်ဆုံးမှာရှုံဆုံးရဲ့ဇနီးကိုကြောက်လန့်တကြားချိန်ချောက်ခဲ့ပါတယ်။အဖြစ်မရှာနိုင်ရင်တင့်အိမ်ကိုမီးရှို့မယ်။နောက်ဆုံးမှာသူ့ရဲ့ဇနီးတဲ့ကငိုယိုပြီးတောင်းပန်တဲ့အခါမှာရှုံဆုံးကအဖြစ်ကိုပြောပြလိုက်ပြီးဖိလိတိလူတို့ကိုသူမကအဖြစ်မှန်ကိုပြောပြလိုက်ပါတယ်။9ရက်မြောက်တဲ့နေ့မှာဖိလိတိလူတို့ကသူတို့ဘာသာအဖြစ်ကိုရှာတွေ့တယ်လို့မျိုးအဖြစ်မှန်ကိုယုံကြည်စွာနဲ့အော်ပြောနေပါတယ်။လိန်ညာလှည့်ပြခြင်းကိုရှုံဆုံကဒေါသထွက်ပြီးအခြားဖိလိတိမျိုးကိုတွားပြီးခရီးတော်အတိုင်းလူဆိုးတွေရဲ့အဝတ်ကိုယူကအိမ်သို့ပြန်လာခဲ့ပါတယ်။ခဏကြာတဲ့အခါမှာသူ့ရဲ့ဒေါသတွေပြေလျော့သွားပြီးသူ့အမျိုးသမီးကိုရှာဖို့သွားပြီးမယ်။အံ့ဩစရာကောင်းတဲ့အရာကိုတွေ့ရှိခဲ့ပါတယ်။သူမကအခြားယောက်ျားတစ်ယောက်နဲ့လက်ထပ်ပြီးသားဖြစ်ခဲ့ပါတယ်။ရှုံဆုံကဒေါသထွက်ကကြီးမားတဲ့လောက်ရက်ကိုလုပ်ခဲ့ပါတယ်။မြေခွေးအကောင်ကြီး300ထက်မနည်းကိုဖမ်းဆီးပြီးအမီးကိုချီပြီးမီးရှို့ကဖိလိတိလက်ခွေးနဲ့ကိုလွတ်လိုက်ပါတယ်။မီးလောင်နေတဲ့မြေခွေးများကတမျိုးလုံးကိုဖျက်တမ်းပြေးလွှားနေတဲ့အချိန်မှာကောက်ပွဲသီးနှံများသာမကစပြစ်ပင်နဲ့တန်လွင်ပင်များကလည်းမီးလောင်ပျက်စီးခဲ့ပါတယ်။စစ်တပ်တည်းမှမရှိပဲရှုံဆန်တယောက်တည်းဖိလိတိလူမျိုးတစ်ခုလုံးကိုကြီးမားတဲ့ဂလဲစားချေမှုနဲ့အောင်မြင်ခဲ့ပါတယ်။တငယ်ချင်းတို့ရေရှုံဆန်ရဲ့တိုက်ပွဲကအခြားတရားသူကြီးတွေနဲ့မတူဘူးမလား။သူကတောင်းနဲ့ချီတဲ့စစ်တပ်ကိုမအူးဆောင်ပဲတယောက်တည်းတိုက်ပွဲဝင်ခဲ့ပါတယ်။ဖျားသခင်ယေရှုရဲ့ဝိညာဉ်တော်ရဲ့လှဆောင်မှုနဲ့ခွန်အားနဲ့ဉာဏ်ပညာတွေတိုးတက်လာတဲ့အခါရှုံဆက်ကိုဘယ်သူမှတားဆီးလို့မရနိုင်တယ်လို့မျိုးရှုံဆက်တဲ့တကိုးကြီးတဲ့သခင်ယေရှုကကျွန်တော်တို့နဲ့အတူရှိတော်မူပါတယ်။သင်ရဲ့အပြစ်အတွက်တွန်းလှန်ပြီးအောင်ပွဲခံခဲ့တဲ့အံ့ဖွယ်ပုံမှုကြီးဖြစ်တဲ့သခင်ယေရှုရဲ့လက်ကိုကျွန်တော်တို့ကတင်းကြပ်ဆုပ်ကိုင်ထားပြီးကျောင်းတွေအိမ်တွေမှာယုံကြည်မှုရှိတတိရှိအနိုင်ယူဖို့ဒီတပတ်ရဲ့ကလေးငယ်များအားလုံးကိုကောင်းချီးပေးပါစေ။